ဒီ blog ထဲမှာတော့ရတာရှိတဲ့ menu အများကြီးကိုသက်ဆိုင်ထဲမှာရနိုင်တဲ့ဆိုင်လေးသက်ဆိုင်ကို review လုပ်ပြီးတော့မှာဖြစ်ပါတယ်ဗျအာရှစ်တက်ရောက်ဗမာစားခဲ့လဲဘာတွေစားခဲ့လဲဆိုတာကိုလိုက်ကြည့်ပေးကြပါဦးခင်ဗျာHello everyone အာရှစ်ဖြစ်ပါတယ်အာရှစ်အခုရောက်တဲ့နေရာကတော့ Grand Mall မြိုင် Shopping Center ရဲ့အောက်ဆုံးထပ်မှာရှိတဲ့မြိုင်ရနာကုန်စိမ်းဈေးတန်းကိုရောက်နေတာပေါ့နော်ဒီနေ့မှာတော့အာရှစ်ကဒီဈေးမှာရှိတဲ့ဆိုင်လေးတစ်ဆိုင်ကိုခေါ်တော့ပေးကြပါတယ်အဲ့ဒီဆိုင်လေးကလေဈေးတရားဆိုင်ဖြစ်တဲ့အတွက်ဈေးတူဈေးသားတွေလောက်ပဲတည်တယ်အပြင်လူတွေကတော့လူတိနေသေးတယ်ပေါ့နော်ဒီအတွက်ကြောင့်ဒီဆိုင်မှာဘာအစားအသောက်တွေရလဲပြီးလို့ရှိရင်အရသာတွေကဘယ်လိုရှိလဲဆိုတာကိုတစ်ချက်လိုက်ပြီးတော့ခန်းစားပေးကြပါဦးဗျဒီဆိုင်လေးက Grand Mall များ Shopping Mall ရဲ့အောက်ထပ်မှာရှိတဲ့မြိုင်ရတနာကုန်စိမ်းဈေးထဲမှာဆိုပြီးမဲ့ရှာရခက်နေမှာဆိုလို့ဆိုင်လန်းညွန်လေးကိုပါရိုက်ပြထားပါတယ်ခင်ဗျာတက်တက်ရှောက်လာခဲ့ပြီးကုန်စိမ်းဈေးတွေအလွန်မှာတော့ဒီနေ့အာရှ review လုပ်ပေးသွားမယ်တိုးတက်အောင်စားတောက်ဆိုင်ကိုရောက်ပါမယ်ဗျဆိုင်လေးကဈေးသူဈေးသားတွေကြားမှာတော့ရေပန်းစားနေတဲ့ဆိုင်လေးဖြစ်ပါတယ်ခင်ဗျဒါပေမဲ့ဈေးတွေကဆိုင်လေးမို့အာရှစ်တို့လိုအပြင်လူတွေနေနေဆိုလို့ရှိရင်တော့လူတိနေသေးတယ်လို့ပြောလို့ရပါတယ်ဗျအစားတောက်တွေကလေအရသာရှိတဲ့လောက်လူတိနေနေသေးလို့အာရှစ်အနေနဲ့နှမျောမိတဲ့အတွက်အခုလိုမျိုး blog တစ်ပုဒ်ဖန်တီးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျအာရှစ်အခုမှထားတာတွေကတော့တိုးတက်အောင်စားတောက်ဆိုင်ရဲ့ hot menu တွေဖြစ်တဲ့မာလာရှန်ကောကွတီယိုတော့တင်မော်တီထောင်းနဲ့ကြက်သားဘာဂါတွေကိုမှားထားတာဖြစ်ပါတယ်ခင်ဗျဒီဆိုင်ကဈေးသည်တွေနဲ့ပါဆယ်ဝယ်ယူသမားတွေအတွက်ရည်ရွယ်ထားတာမို့လို့ဆိုင်ထိုင်စားဖို့တော့အဆင်မပြေပါဘူးခင်ဗျာဒါကြောင့်အာရှစ်လည်းပါဆယ်ယူပြီးတော့မှ Grand Mall များ Shopping Mall ရဲ့အပေါ်ဆုံးထက်က veranda မှာလင်းငင်းခံရသွားစားဖြစ်ခဲ့ပါတယ်ခင်ဗျာဝယ်ခဲတာလေးတွေကိုလည်းပြင်ဆင်လုပ်ပြီးပြီဆိုတော့စားလိုက်ပါဦးမယ်ခင်ဗျာတခုချင်းစီရဲ့ဈေးနှုန်းလေးတွေကိုလည်းစားရင်းနဲ့မှတခါတည်းပြောပြသွားပါမယ်ဗျအရင်ဆုံး try ပြမှာကတော့တိုးတက်အောင်ဆိုင်ရဲ့မာလာရှန်ကောပါကြက်ရယ်ပဇွန်ရယ်ဆိုပြီးရွေးချယ်စရာနှမျိုးရှိတဲ့ထဲကမှာအာရှစ်ကတော့ပဇွန်နဲ့မာထားခဲ့ပါတယ်ဗျပိုရှင်ရလည်းများတယ်လို့ပဇွန်အကောင်ရေကလည်းအများကြီးပါပါတယ်ပြီးတော့ပါဆယ်ဝယ်သမားတွေအတွက်လည်းခဲဘက်လေးနဲ့ပတ်ပေးတဲ့အတွက်အစားတောက်တွေကလေလွယ်လေးနဲ့အေးမသွားလို့တော်တော်အဆင်ပြေပါတယ်ဗျမာလာချောင်းတွေအသားလုံးတွေဆိုလို့ရှိရင်လည်းလုံးဝမခိုထားတဲ့အပြင်မာလာအနစ်ကလည်းကိုယ်တိုင်ဆက်လုပ်ထားတာဖြစ်လို့တခြားဆိုင်တွေနဲ့အရသာမတူပဲတမျိုးလေးစားကောင်းနေပါတယ်ဗျဒီလိုပဇွန်နဲ့မာလာရှန်ကောတပွဲကိုမှ12000နဲ့ဆိုတော့တော်တော်လေးဈေးချိုတယ်လို့ပြောလို့ရပါတယ်ဗျကြက်သားနဲ့ဆိုလို့ရှိရင်တော့1000ပါအခုကတော့တိုးတက်အောင်ဆိုင်ရဲ့ကွတီယိုတုတ်ကို try ပြသွားမှာဖြစ်ပါတယ်ဗျကွတီယိုကလည်းမာလာရှန်ကောလိုပဲပါဝင်ပစ္စည်းတွေကိုမခိုးထားတဲ့အတွက်အစာပလာများများနဲ့မှစားလို့ကောင်းနေရောပဲဗျဒါပေမဲ့လေအာရှစ်ကကွတီယိုတုတ်ဆိုလို့ရှိရင်အရေးရွှဲလေးနဲ့မှပိုကြိုက်တက်လို့ပဲလားမသိဘူးဒီကွတီယိုကအာရှစ်အတွက်တော့နည်းနည်းလေး6ကက်ကက်ဖြစ်နေတယ်လို့ခံစားရပါတယ်ဗျဒီတစ်ချက်ကလွဲရင်တော့အရသာပိုင်းမှာတော့အပြစ်ပြောစရာမရှိပါဘူးဗျသူနဲ့တွဲစားဖို့အတွက်ထည့်ပေးလိုက်တဲ့အရေးတောက်ကလည်းကတွင်းရှင်းတဲ့အပြင်ကမှအီလဲပြည့်စီတာမို့အရန်ကြိုက်ပါတယ်ကွတီယိုကတော့တပွဲကို3000ပေးရပါတယ်ဗျဒါကတော့အာရှစ်မစားဖြစ်တာကြာပြီဖြစ်တဲ့တင်မော်တီထောင်းလေးပါဗျတင်မော်တီနဲ့မုံလာဥနီကိုမှချင်းဆက်လေးထောင်းထားတာဆိုတော့ဘယ်ပြောကောင်းမလဲဗျထီမီခွေပေါ့သူကတော့တပွဲ4000ပေးရပါတယ်ခင်ဗျာစားနေရင်မြင်ရတဲ့ view ကိုလည်းကြည့်လိုက်ကြပါဦးဗျလှချက်ပဲဟုတ်ကဲ့ပါဗျဒါဆိုလို့ရှိရင်နောက်ဆုံးစားဖို့အလဲကျတာကတော့ဟမ်ဘာဂါပဲဖြစ်ပါတယ်ဒီဆိုင်ကဟမ်ဘာဂါရဲ့ထူးခြားချက်တစ်ခုကကြက်သားပြားကိုကိုယ်တိုင်ဆက်လုပ်ထားတာတဲ့ကြက်သားပြားကလေကျွရွနေပြီးတော့ထည့်သုံးထားတဲ့ sauce နဲ့လည်းလိုက်ဖက်တဲ့အပြင်ကိုမှထောပန်းနဲ့တင်းတင်းလေးကိုပါရစေတဲ့အတွက်အရန်အကြိုက်တွေ့ခဲ့ရပါတယ်ခင်ဗျာအော်ဒါနဲ့ကြက်သားဆိုလို့ဒီဆိုင်မှာတုံးတဲ့ကြက်သားတွေက100%ဟာလာစစ်ဖြစ်ပါတယ်ခင်ဗျာဟမ်ဘာဂါတစ်လုံးကိုတော့3000ပေးရပါတယ်ဗျကြက်သားမပါပဲအလွတ်ဆိုလို့ရှိရင်တော့2000ပါဒီဆိုင်မှာကလေအာရှစ်စားပြခဲ့တာတွေအပြင်ကိုမှခောက်ဆွဲတွေထမင်းကြော်တွေတုံမြန်းဟင်းကြိုတွေအပြင်ကက်ကြီးကိုက်လည်းရတယ်လို့မျိုးအခုတွေ့နေရတဲ့ငံပြာရည်ကြော်ဘလက်ချောင်းကြော်နဲ့ကြက်မွားကြော်တွေကိုလည်းဘူးလေးတွေနဲ့ရောင်းပါသေးတယ်ဗျ delivery service လေးလည်းရှိတဲ့အတွက်အစားအသောက်တွေမှာယူခြင်းတဲ့လူတွေအနေနဲ့ကတော့ဆိုင်ဖုန်းတစ်ပတ်ဖြစ်တဲ့3998 648ကိုဆက်သွယ်ပြီးမှာယူနိုင်ပါတယ်ဗျစားလို့လည်းပြီးပြီဆိုတော့ဒီနေ့ရဲ့ blog ကတော့ဒီလောက်ပါပဲနောက်ထပ် blog တွေမှာထပ်တွေ့ပါမယ်အားလုံးပဲ bye bye